အခုဗီဒီယိုလေးကကြတော့ grammar pattern ဘိုင်းနဲ့ပတ်သက်ပြီးလေ့လာသွားမယ့်ဗီဒီယိုပေါ့နော်။ဟိုးအရှိမတုန်းကနအနာတော့ပုနေဆိုတဲ့ grammar pattern ကိုလေ့လာခဲ့ရတယ်။အခုဒီနေ့ grammar pattern ကတော့နန်ထာဆေနအနာထက်ဆေဆိုတဲ့ grammar ကိုလေ့လာသွားမှာပေါ့နော်။အဲ့တော့ဒီတစ်ခေါက်လေ့လာသွားမယ်နအနာထက်ဆေဆိုတဲ့ grammar ကလည်းအကြောင်းပြချက်ကိုဖော်ပြတဲ့ grammar pattern ပဲ။ဒါပေမဲ့အရှိကဒေါ်ပုနဲ့ grammar pattern နဲ့မတူတဲ့တစ်ချက်ကဘာလဲဆိုတော့ taxe ဆိုတာဒီအရှိကကိစ္စကြောင့်အနောက်မှာမကောင်းတဲ့ရလဒ်ဖြစ်လာတယ်ဆိုရဲအခြေအနေနဲ့သုံးမှာဖြစ်ပါတယ်။အရှိကကိစ္စကြောင့်အနောက်မှာမကောင်းတဲ့ရလဒ်ဖြစ်လာတဲ့အခါမှာသုံးတယ်။အရှိမှာသင်ခဲ့တဲ့ဒေါ်ပုနဲ့ဆိုရဲဗီဒီယိုမှာကြတော့ကောင်းတဲ့ရလဒ်တွေဖြစ်ပေါ်လာတာ။အခုထဆဲရကြတော့မကောင်းတဲ့ရလဒ်ဖြစ်လာရလို့ပြောမယ်ဆိုလို့ရှိရင်သုံးတယ်မြန်မာလိုဆိုရင်တော့ကြောင့်ဆိုပြီးတော့မှဘာသာပြန်တယ်သူ့ကို present tense အနေနဲ့သုံးမယ်လက်ရှိပြစ္ဆုတ်ပံကာလအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ both နဲ့တွဲသုံးမယ်ဆိုရင်အသက်ပါပါမပါပါနင်းထဆဲကိုသုံးတယ်adjective နဲ့သုံးမယ်ဆိုလို့ရှိရင်တော့အသက်ကြည့်ပါတယ်အသက်ပါမယ်ဆိုရင် in ထဆဲနဲ့သုံးပြီးတော့အသက်မပါရင်နာထဆဲနဲ့သုံးပါတယ်အဲ့တော့ present tense မှာ both နဲ့တွဲသုံးမယ်ဆိုရင်တော့အသက်ပါပါမပါပါ 는 ထားဆဲသုံးမယ် adjective နဲ့သုံးမယ်ဆိုရင်တော့အသက်ပါရင် in ထားဆဲအသက်မပါရင် 나 ထားဆဲသုံးမယ်နမူနာစာကြောင်းလေးကြည့်မယ်ဆိုရင် 매일 야근하는 탓에 너무 피곤해요. နေ့တိုင်းညဆိုင်ဆင်းရတာကြောင့်ပင်ပန်းနေအဲ့တော့ညာဆိုင်ဆင်းရတယ်ဆိုရဲကိစ္စကြောင့်အနောက်မှာပင်ပန်းနေဆိုရဲမကောင်းတဲ့ရလဒ်မကောင်းတဲ့အခြေအနေဖြစ်တယ်။အဲ့တော့매일 야근하는 탓에 너무 피곤해요. ညာတိုင်းညာဆိုင်ဆင်းရတာကြောင့်နေ့တိုင်းညာဆိုင်ဆင်းရတာကြောင့်ပင်ပန်းနေအနောက်မှာပင်ပန်းနေဆိုရဲမကောင်းတဲ့ရလဒ်ဖြစ်ပေါ်တဲ့အခါမှာတုံးတယ်။비가 많이 오는 탓에 공원에서 산책할 수 없어요. မိုးအများကြီးရွာတာကြောင့်ပန်းခြံမှာလမ်းလျှောက်လို့မရတော့ဘူးအဲ့တော့မိုးတွေကလုံးဝတသိမ့်မဲ့တော်တော်ကြီးရွာနေတယ်အဲ့တော့ကြောင့်မလို့ကပန်းခြံထဲမှာအစားလမ်းလျှောက်မယ်လို့စီစဉ်ထားပေမဲ့လမ်းလျှောက်လို့မရတော့ဘူးမကောင်းတဲ့အခြေအနေဖြစ်လာတယ်အဲ့တော့ကြောင့်မလို့비가 많이 오는 탓에 공원에서 산책할 수 없어요. present အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် 오는 탓에 ဆိုပြီးတော့မှသုံးတယ်ပေါ့နော်နောက်တစ်ခုဒါကြတော့ adjective အခြေအနေဖြစ်ပါတယ်가난하다 생예디 가난한 탓에 친구가 없어요. ဆင်းရဲတာကြောင့်တငယ်ချင်းမရှိဘူးဒီမှာကျတော့ adjective ဖြစ်တယ်အသက်မပါတဲ့အတွက်ကြောင့်ဘာသုံးလဲဆိုရင်나 탓에သုံးတယ်가난한 탓에 친구가 없어요. ဆင်းရဲတာကြောင့်တငယ်ချင်းမရှိဘူးအဲ့တော့တငယ်ချင်းမရှိဘူးဆိုတာမကောင်းတဲ့အခြေအနေပဲလေနော်ဘူတုံကြောင့်ကန်ဆောင်ဝငီရေရောမကောင်းတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ taxi လေးသုံးပါတယ်ဒါဆို past tense အနေနဲ့ကြည့်မယ် past tense အနေနဲ့သုံးမယ်ဆိုလို့ရှိရင် buff ကိုပဲ past tense အနေနဲ့သုံးတယ်ပေါ့နော်အဲ့တော့ buff ကို past tense အတိတ်ကာလအနေနဲ့သုံးမယ်ဆိုရင်တော့အသက်ပါရင် in ထားဆဲအသက်မပါရင် 나 ထားဆဲနဲ့သုံးပါတယ်အရှိအကြီးခဲ့တဲ့တစ်ဖြတ်ဒီ present tense အတွက်တစ်ဖြတ်ပါဒါကကြတော့ past tense အတွက်ပေါ့နော်အဲ့တော့ past tense ကို buff နဲ့ပဲတွဲသုံးတယ် buff မှာအသက်ပါရင် in ထားဆဲသုံးမယ်အသက်မပါရင် 나 ထားဆဲသုံးမယ်ဥပမာ밥을 급하게 먹은 탓에 체했어요. ထမင်းကိုအလောတကြီးစားခဲ့တာကြောင့်အစာမကြေဖြစ်ခဲ့တယ်먹은 탓에ဆိုစားခဲ့တာကြောင့်လို့အဓိပ္ပာယ်ရတယ် past tense သုံးထားတာပေါ့နော် 먹다မှာအသက်ပါတဲ့အတွက် in 탓에 သုံးလိုက်တယ် 먹은 탓에 체했어요.ထမင်းကို 급하게အလောတကြီးအလျင်စလိုပေါ့နော်ထမင်းကိုအလောတကြီးအလျင်စလိုစားခဲ့တာကြောင့်အစာမကြေဖြစ်ခဲ့တယ် 어제 과음한 탓에 머리가 너무 아파요. 머니가 아예 알론 떡해라자 강 아연가이데. 과음마다 아예 알론 떡디. 그러 과음한 탓에 서로 알론 떡해라자로 대배야래. 어떤 말에 나 탓에 동네 번호. 어제 과음한 탓에 머리가 너무 아파요. 머니가 아예 알론 떡해라자 강 아연가이데.
အဲ့ဒါက buff ကို past tense အနေနဲ့သုံးတာဖြစ်ပါတယ် noun နဲ့တွဲသုံးမယ် noun နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်အရှိမကြည့်ခဲ့တဲ့ dot ပူးနဲ့ဗီဒီယိုတုန်းကလိုပဲ noun မှာအသုံးနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကြတော့ noun plus in ထားဆဲ in ထားဆဲဆိုလို့ရှိရင်မြန်မာလိုဖြစ်တာကြောင့်လို့အဓိပ္ပာယ်ရပါတယ်초등학생은 탓에 귀신의 집에 들어갈 수 없습니다. 무라는 장다ဖြစ်တာကြောင့်တရေအိမ်ကိုဝင်လို့မရပါဘူးအဲ့တော့တရေအိမ်မှာအကန့်အသတ်ရှိရထားပါတော့အဲ့တော့ခလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တရေအိမ်နဲ့ဝင်ခွင့်မရဘူးဝင်ခွင့်မရဘူးတရေအိမ်နဲ့ဝင်ခွင့်မရှိဘူးဆိုတာဒါမကောင်းတဲ့အခြေအနေပဲလေနော်ဝင်ခွင့်မရဘူးဆိုတာအဲ့တော့초등학생은 탓에 귀신의 집에 들어갈 수 없습니다. ဒီမှာဆိုရင်သူတရေအိမ်နဲ့ဝင်လို့မရဘူးဘာကြောင့်လဲဆိုတော့မူလာရန်ခလေးဖြစ်တာကြောင့်မူလာရန်ခလေးဖြစ်နေတဲ့အတွက်ကြောင့်ဝင်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခု noun ကို in ထားဆဲမဟုတ်ဘဲနဲ့ရိုးရိုးထားဆဲအနေနဲ့ပဲသုံးမယ်ရိုးရိုးထားဆဲအနေနဲ့ပဲသုံးမယ်ဆိုရင်တော့ကြောင့်လို့အဓိပ္ပာယ်ရတယ်저의 실수 탓에 교통사고가 났습니다. ကျွန်တော်အမားကြောင့်ရင်တိုက်မှုဖြစ်ခဲ့ပါတယ်ရင်တိုက်မှုဖြစ်ခဲ့တယ်ဘသူကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်ရဲ့အမားကြောင့်အဲ့တော့ရင်တိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းဒီသူ့ရဲ့အမားကြောင့်ဆိုတဲ့အဓိပ္ပာယ်저의 실수 탓에ဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ပြန်ပြောရမယ်ဆိုရင် taxi ဆိုတာကမြန်မာလိုကြောင့်လို့အဓိပ္ပာယ်ရပြီးတော့အရှိကကိစ္စကြောင့်အနောက်မှာဘာရလက်လဲဆိုတော့မကောင်းတဲ့ရလက်ဖြစ်လာတဲ့အခါမှာသုံးတယ် present tense အနေနဲ့သုံးမယ်ဆိုလို့ရှိရင် verb ကို 는ထားဆဲနဲ့သုံးတယ် adjective ဆိုလို့ရှိရင်တော့အသက်ပိုင်း in ထားဆဲအသက်မပိုင်း not ထားဆဲနဲ့သုံးတယ် past tense အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ verb မှာအသက်ပိုင်း in ထားဆဲအသက်မပိုင်း not ထားဆဲနဲ့သုံးတယ် noun နဲ့တွဲသုံးမယ်ဆိုရင်တော့ noun plus in ထားဆဲအနေနဲ့သုံးမယ်ဆိုရင်ဖြစ်တာကြောင့်ဒီ noun ဖြစ်တာကြောင့်လို့အဓိပ္ပာယ်ရပါတယ်ဒီ noun 초등학생 in ထားဆဲမူလာရန်ကျောင်းသူဖြစ်တာကြောင့်မူလာရန်ကျောင်းသူဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့အဓိပ္ပာယ်မျိုး noun plus ထားဆဲသုံးမယ်ဆိုရင်တော့ဒီ noun ကြောင့်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်ဟာဆိုရင် taxe grammar pattern လေးရမယ်နော်ဒီ taxe နဲ့ doppu နဲ့နှစ်ခုရှင်ပြီးတော့ကြည့်ကြည့်ပါ doppu နဲ့ကကောင်းတဲ့ရလက်ဖြစ်ပေါ်လာတဲ့အခါမှာသုံးပြီးတော့ taxe ကကြတော့မကောင်းတဲ့ရလက်ဖြစ်ပေါ်လာတဲ့အခါမှာသုံးတယ် negative အခြေအနေဖြစ်တဲ့အခါမှာသုံးပါတယ်နော်